အားလုံးမင်္ဂလာပါကိုထိတ်နှစ်ပိတ်ကိုပိတ်ဆိုပြီးဘရမပရိခွေးထားပါတယ်အဲ့ဒီရဲ့အောက်မှာ1 2 3 4 5 6ခွန်ဒါ9ပင်ရဲ့9ပင်ရဲ့ဘယ်ဘက်တန်းထဲမှာဆိုလို့ရှိရင်ဒါ8နောက်ပိတ်နဲ့ပရိ9ဆိုပြီးတည်ထားပါတယ်အဲ့ဒီရဲ့အောက်မှာဒီ6လေးတေးလေးကဒီမှာ8 6လေးဆိုပြီးတော့ဝမ်းချင်းနေနဲ့ပထမချိန်ပြီးသွားပါတယ်ဒုတိယချိန်နေနဲ့6ထိပ်2ပိတ်6ပိတ်ဆိုပြီးဒုတိယချိန်နေနဲ့ခွေးထားပါတယ်အဲ့ဒီရဲ့အောက်မှာ1 2 3 4 5 6 1 2 3 4 5 6ခွန်ဒီဘက်မှာကျွန်တော်တို့8နောက်ပိတ်နဲ့ပရိခွန်ဆိုပြီးတည်ထားပါတယ်အဲ8နောက်ပိတ်နဲ့ပရိခွန်ရဲ့အောက်မှာဒီ1နဲ့5လေးရဆိုလို့ရှိရင်သူ့ရဲ့ညာဘက်ရင်ဆိုင်မှာတရန်းလေးမှာကျွန်တော်တို့9နဲ့3ဆိုပြီးဝမ်းချင်းပေးသွားပါတယ်တတိယဖရိနေနဲ့6ထိပ်2ပိတ်6ပိတ်ဆိုပြီးတတိယဖရိနေနဲ့တည်ထားပါတယ်သူ့ရဲ့အောက်မှာ1 2 3 4 5 6ခွန်ဒီဘက်မှာကျွန်တော်တို့8နောက်ပိတ်နဲ့ပရိ9ဆိုပြီးတည်ထားပါတယ်သူ့ရဲ့အောက်မှာ3 3 9လေးစီဒီဘက်မှာကျွန်တော်တို့ဝမ်းချင်းပေးရမှာဖြစ်ပါတယ်4ထိပ်8ထိပ်2ထိပ်ဆိုပြီးဇောင်းအနေနဲ့ပထမချိန်တည်ထားပါတယ်သူ့ရဲ့ထက်1 2 3 4 5 6ခွန်8 9 10တစ်ထိပ်6ထိပ်ဆိုပြီးတည်ထားပါတယ်သူ့ရဲ့အောက်မှာ1 2 3 4ခွန်ပိတ်6ပိတ်1ပိတ်ဆိုပြီးထည့်ထားပါတယ်ဒီကနေပြီးတော့1 2 3 4 5 6ခွန်ဒီဘက်မှာကျွန်တော်တို့2နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်ဖြစ်ပြီးတော့ဒီမှာကျွန်တော်တို့9 3 6 3 2 9 3 1 9ဆိုပြီးတော့ဒါပထမချိန်အနေနဲ့ပေးထားပါတယ်အဲ့ဒါပထမကပ်ပါဒုတိယကပ်အနေနဲ့တရန်းနဲ့ပါ4ထိပ်8ထိပ်2ထိပ်ဆိုပြီးဇောင်းတည်ထားပါတယ်1 2 3 4 5 6ခွန်8 9 10တစ်ထိပ်6ထိပ်ဆိုပြီးထောင်းထားပါတယ်သူရဲ့အောက်မှာ1 2 3 4ခွန်ပိတ်6ပိတ်1ပိတ်ဆိုပြီးလှည့်ထားပါတယ်သူကနေပြီးတော့1 2 3 4 5 6ခွန်9ပင်ကိုဇောင်းတက်လိုက်ရင်2ပိတ်ခွန်ပိတ်2ပိတ်ခွန်ပိတ်9ပိတ်ပြီးပြီးတော့ဒီမှာ6 90 3 9 2 3 1 9ဆိုပြီးတော့ဒါပေးရမှာဖြစ်ပါတယ်အဲတော့3 1 9ကိုကျွန်တော်ပထမဖိုင်မှာလဲကျွန်တော်တင်ထားပါတယ်ဒါယခုဖိုင်ရဆိုလို့ချင်းဒုတိယဖိုင်ဖြစ်ပါတယ်အဲ့ဒါလေးတွေကိုပြန်ကြည့်ရအောင်ကျွန်တော်ရိုက်ပြလိုက်ပါမယ်အဲ့ဒါပထမဖရိမှာသူနဲ့တရန်းနဲ့
ဒါဒုတိယဖရိတ်မှာအဲ့တော့ကျွန်တော်မြင်တာကိုထပ်မံပြီးတော့ပြလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်